သူတွေနဲ့ဝေးဝေးဝေးတဲ့နေမြေအတူတူသွားကြမယ်လေနှဆိုင်နဲ့တော့နေရင်ခွင်မှာပြောနေတဘဝရဲ့ရင်တွေငယ်တွေတဘဝရဲ့ရင်တွေငယ်တွေဒီကပါမှာဆေးပြေရမယ်တနေရရှိရမယ်လေထော်ရငိချမ်းမူရှာကပြောရှင်နေတဘဝရဲ့ရင်တွေငယ်တွေတဘဝရဲ့ရင်တွေငယ်တွေပိုင်ဆိုင်ကအားလုံးစွန့်ကနာလို့ဆရာလေးပဲမရှိတော့ပဲဘယ်သူမှဆိုအားလုံးတန်တူနေမိကိုလိုချင်နာမှုနဲ့လေလောကတစ်ခုတည်နေအရာရာ